အားလုံးပဲမင်္ဂလာပါရှင်မာဂရက်ဖြစ်ပါတယ်မာဂရက်ရဲ့အပနဲ့အနုရဲ့ channel ပါနော်ဟိုတစ်ခါကဗီဒီယိုတင်ထားတယ်လေပဲသီးတွေတသေးပဲပင်တွေတသေးလေးမုံညင်းပင်တွေလေအဲ့ဒီမှာသွားပြီးတော့ပဲသီးတွေအရန်အများကြီးတီးနေပြီအဲ့ဒါသွားခုကြမှာဖြစ်ပါတယ်လိုက်ခဲ့ပေးကြပါအောင်ရှင် Hi တူနာချန်ကိမနူလေပါဆနာဘင်ကန်လုလက်ဒေါနာအတမ်နတုတော့ပါဘင်bin atam lutuk bin kan lâu lạc đó na lâu cá về rồi hô ông mà bé bên này bọn nó bé sai khen này chứ ba đi bin hoàn anh ya cái lâu anh xin oh chị mà bin bé đi đi ayan anh la chip xin đi bin he tha le tuka atam thai le tuk ara suak a tha mo ei po tui sia tui le tuk inu en ni tin tui a thea inu hi a fel le tuk lom bin atam le tuk pe yang câu này thà nó tục lộn tìm à anh ấy dùng mẹ dòng nè xí dòng nè tập bên nè mà tí nè anh là bự say đà lệ ba cái là dùng sách đà ba no nó cái rồi hi hi sinh rồi sinh lệ Paul hi hi anh tin nè lâu tìa Atika ara ka Atika Anik Dagamo Atika ho asi ha kung yo lai bi sura amia le mo koi cha ro bu elo sai lai da ara kian le si de atu le si de amia chi be be ti de ayan kaung ne ဒါတော့ပဲဒီအမဲရောင်ပေါ့နော်အပင်အောက်ကနေပြီးတော့အပေါ်အထိပြည့်နေအောင်တီးတာဒီမှာကျတော့လေchannel မှာကိုယ့်ဟာကိုယ်စိုက်ပြီးတော့လက်လက်ဆက်ဆက်အသီးတွေအဲ့လိုစားကြတယ်ပေါ့နော်ဒါကဆေးတွေလည်းမပေးဘူးဒီတိုင်းညာကြီးပျော်စရာကောင်းတယ်ဒီမှာအနေရလေဘလို့နော်အဲ့ဒါဆေးတွေမပေးဘူးနော်မပေးဘူးဘာဆေးဒီမေဩဇာဟိုလည်းမထည့်ဘူးအဲ့ဒါတဘာဝ organic စစ်ဗမာလို့ဆိုရင်တော့ဘယ်လိုခေါ်ရလဲမသိဘူးဒီပဲရလေပဲတောင်ရှည်ပဲတောင်ရှည်ဗမာလို့ဆိုကိမာနူဘင်ဟီအရာထာလတုကလောအတမ်လတုဇောအရာထာလတုတော့ အရာထာလတု အရာထာလတုပြည်ပြီလား ပြီးပြီဒီမှာတော့အပိဒီမှာချင်းထဲမှာလည်းပြီးပြီဘလို့ထဲမလဲ မြန်ကြီးပဲပြည်သွားပြီဒီမှာအိုးမတတောင်းပြည်သွားပြီတောင်းပြည်သွားပြီမြန်ကြီးပဲနောက်မှပဲပြန်ခူးတော့မယ်အများကြီးကြံသေးရဆိုတော့ဒါပေမဲ့ဒီနေ့တော့ဒီလောက်ပဲခူးပါမယ်ဒီမှာမြန်ကြီးမုံရင်ခူးအောင်မလားမုံရင်တော့မရှိတော့ဘူးနော် ဆလတ်ခေါ် ဆလတ်ရက်ခူးရအောင်ဆလတ်ရက် the juice အနီယာအထာလတုလဲလဲဆက်ဆက်အဲ့လိုခူးပြီးတော့စားရတဲ့အရာတာကတော့ရမ်းမိုက်ကျမရေးတက်လဲကောင်းတယ်အမေကအခုဒီမုံရင်းတွေကကုံသွားပြီပေါ့နော်တတုတ်ကကုံသွားပြီဆိုတော့အခုဒုတိယတုတ်ကိုပြန်ပြီးတော့စိုက်နေတာပေါ့နော်ပြန်စိုက်နေတာပါမျိုးစိတ်ကိုပြန်စိုက်နေတာဟိုမှာဖေနဲ့အမေတို့ကကြတော့ဒီ
ရွာမှာနေပြီးတော့အဲ့လိုမျိုးစိုက်ခင်းတွေစိုက်ပြီးတော့အဲ့လိုမျိုးနေတာသူတို့ကပို့ပြီးတော့သဘောကျတယ်ပေါ့နော်အဲ့ဒါကြောင့်တချို့ကပြောကြတယ်လေမကကိုအဖေနဲ့မေကိုလည်းရန်ကုန်မှာခေါ်လိုက်လေဆိုပြီးတော့ပြောကြတယ်ပေါ့နော်ဒါပေမဲ့ခေါ်တယ်ခဏပဲခေါ်တယ်ဒါပေမဲ့သူတို့ကမလာချင်ဘူးဒီမှာအဲ့လိုခြံတွေလုတ်တယ်စိုက်ကင်းလေးတွေအတီးရွက်တွေတင်းနှံတွေစိုက်ပြိုးတယ်စိုက်ပြီးတော့အဲ့လိုမျိုးသူတို့နေတဲ့ဟာကိုသူတို့အတွက်ကျမ်းမာရေးပိုကောင်းတယ်ဆိုပြီးတော့ပြောကြတာတော့လုံးဝခေါ်တာလုံးဝမလာချင်ဘူးသူတို့ကလေဒီနေ့တော့လုံလောက်ပါပြီဒါမသိရင်လည်း Cái pit đến này. ဒါကတော့ဟိုဟာမုံညင်းပွင့်ဖြစ်ပါတယ်ဒီမှာဒီလိုမျိုးမုံညင်းပွင့်လဲစားကြတယ်လို့ပြောတယ်ပေါ့နော်အရန်ကောင်းတယ်လေဟုတ်လားနော် Con đấy. Ada ayat tali sih deh. Dia mungkin nih, hubungan dia mungkin ham tubuh. ဩ Di ma, amnya apun be, saja deh. ဩဒါအပွင့်စားဖို့တက်ဆိုင်တာလား Antam pangpar ania Antam pangpar ania cái menu son ka antam pangpar ania acha lu tuk alomဒီမှာအပွင့်ကိုစားကြတာလို့ပြောတယ်ဒီလိုမျိုးမုံငင်းကလေမကရက်တော့ဟိုဟာတွေပဲစားဘူးလားလေမုံညင်းရွက်တွေပါတွေပဲစားဘူးလားလေဒီလိုအပွင့်ကမစားဘူးမုံညင်းထူပဲတောင်းရှည်ရတချင်းရ1000ရပါပြီဒီမှာဟွာနဲ့စလက်ရွက်နဲ့မုံညင်းပွင့်လဲခုပြီးသွားပြီဆိုတော့အိမ်ပြန်ကြပါတော့မယ်အများကြီးပဲဒီမှာပဲတီOkay, ya Jakumi. Oh, အပြန်လမ်းမှာပေါ့နော်ဟိုအဖွားတွေကိုပေးမှာဖြစ်ပါတယ်အဖွားတွေဟင်းချက်စရာဖို့နော်အဖွားတွေဟင်းချက်စရာဖြစ်ပေးမှာဖြစ်ပါတယ်ဒီမှာအဖွားတွေပေးဖို့ဟေးPeter kan pek don kamu to don ပြန်တော့မယ်လို့ပြောမလို့ကိုအိတ်တော့မယ်ဆိုပြီးတော့မှားပြောတာဖြစ်ပါတယ် tu na chan in la ko ho to don bye iya mình okay đây chút hà bữa ạ မဂရရဲ့ဘလော့လေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကြောင့်ကျေးဇူးများကြီးတင်ပါတယ်ရှင်